2022 ခုနှစ် April ကအိန္ဒိယနိုင်ငံဘီဟာပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ဒီဖြစ်ရပ်ဟာကမ္ဘာတဝန်းကိုအံ့အားသင့်စေခဲ့ပါတယ်။ခိုးယူသူတွေဟာတာမန်တခိုးတွေလိုညဘက်မှာခိုးကြတာမဟုတ်ပါဘူး။သူတို့ဟာအစိုးရဆေးမြောင်းဌာနကအရာရှိတွေလိုဝတ်စုံပြေဝတ်ဆင်ပြီးမြေတူးဆက်တွေ gas ဖြစ်ဆက်တွေတဲ့အတူရွာထဲကိုရဲရဲတင်းတင်းဝင်လာခဲ့ကြတာပါ။ရွာသားတွေဟာ1972ခုနှစ်ကတည်းကစောက်ထားတဲ့ဒီတန်တတိုင်းအဟောင်းကြီးကအန်တရယ်ရှိလို့ဖယ်ရှားပေးဖို့တောင်းဆိုထားတာကြာပါပြီ။အစိုးရကတကယ်လာဖြုတ်ပေးတဲ့အထက်နဲ့ရွာသားတွေကဝမ်းသာအားရဝိုင်းကူခဲ့ကြသလိုဒေသခံအစိုးရအရာရှိအချို့တောင်မှဒါဟာအစစ်အမှန်လို့ထင်မှတ်ပြီးလာရောက်ကူညီခဲ့ကြပါတယ်။သူတို့ဟာခိုးပြေးတာမျိုးမဟုတ်ပဲ3ရက်တိုင်တိုင်မနက်9နာရီကနေညနေအထိရုံးချိန်အတိုင်းစနစ်တကျအလုပ်လုပ်ခဲ့ကြတာပါ။ပေချုပ်စီရှိပြီးတန်ချိန်900နီးပါးလေးတဲ့တန်ချိန်ပစ္စည်းတွေကိုအပိုင်းပိုင်းဖြတ်ပြီးကားကြီးတွေနဲ့တင်ဆောင်သွားခဲ့ပါတယ်။တရားကြီးပါသွားပြီးနောက်မှာရွာသားတွေကအစိုးရဌာနကိုဖုံးဆက်မေးမြန်းရာကနေဒါဟာလိမ်လွယ်မှုကြီးမှန်တည်ခဲ့ရတာပါ။နောက်ပိုင်းမှာတော့ဒီအမှုနဲ့ပတ်သက်တဲ့တရားခံ10ယောက်ကိုဖမ်းဆီးရမိခဲ့ပြီးသူတို့ဟာဒီတန်တွေကိုတန်ရီကျိုးစိတ်ယုံမှာပြန်ရောင်းဖို့ကြံစည်ခဲ့ကြတာဖြစ်ပါတယ်